ဗေဒနိုးဘီရင်မပန်ထွာမင်းသမီးဟာသူ့ရဲ့အမေဆန္ဒမှုခိဘလူးမကြီးကနေတောရက်မှာထူးဆန်းစွာမွေးဖွားခဲ့ပါတယ်။အတိတ်ဘဝကမောင်နှမတော်ဆက်ခဲ့တဲ့ဗေဒနိုးနတ်မင်းကြီးရဲ့စောင့်မမှုနဲ့အတူသူမဟာဗေဒနိုးတီကြီးကိုစတင်တည်ထောင်ခဲ့ပါတော့တယ်။ဗေဒနိုးတီဟာအလွန်တာယာဝတ်တယောက်ပြီးဘုရင်မရဲ့အုပ်ချုပ်မှုအောက်မှာအင်အားတောက်တင်းတဲ့မြို့တရကြီးဖြစ်လာခဲ့ပါတော့တယ်။ဗေဒနိုးဘုရင်မဟာအလွန်ချောမောလှပသလိုအိမ်တော်မသိဝဲနဲ့တိုင်းတီကိုတဦးတည်းရဲရင်စွာအုပ်ချုပ်နေပါတော့တယ်ဒီမြို့ကြီးမှာအစွမ်းထလာတဲ့အတုလဆိုတဲ့စီတော်ကြီးတစ်လုံးလည်းရှိပါတယ်ရန်သူလာရင်ဒီစီကြီးကိုတီးလိုက်တာနဲ့ရန်သူကိုအပိသက်နှိမ်နှင်းမိသားလည်းဖြစ်ပါတယ်စီတံကိုကြားလိုက်တာနဲ့ရန်ပယ်ချောင်းကရေတကားတွေကိုဖွင့်ချလိုက်ပြီးရန်သူတွေကိုရေလိုင်းတွေနဲ့တိုက်ထုတ်တစ်လိရှိပါတယ်တရေခိတရာတည့်ရှင်တို့တပေါင်းမင်းကြီးဟာဗေဒနိုးကိုတိမ့်ပိုက်ဖို့အချိန်ချင်းကြိုးစားပေမဲ့စီတော်ကြီးကြောင့်နေရံပဲရှုံးနိမ့်ခဲ့ရပါတယ်။အဲဒါကြောင့်ဒွတ်တပေါင်းမင်းကြီးဟာအစွမ်းတက်တဲ့ရသေးအောင်စောင့်ထားတဲ့အရှိုတဦးကိုဗေဒနိုးစီကိုဆင်လွတ်လိုက်ပါတော့တယ်။ဘုရင်မဟာဘာသာတရားကိုင်းဆိုင်လွန်တာကြောင့်ရသေးကိုတကိုးရှင်လိုထင်မှတ်ပြီးနန်းတော်အတွင်းမှာယုံကြည်စွာကိုးကွယ်ပြီးနေပါတော့တယ်။ရသေးကစီတော်ကြီးကိုပို့ပြီးအစွမ်းထက်အောင်လုပ်ပေးမယ်ဆိုတဲ့ဖယ်တရားမှုတွေနဲ့စီတော်ကြီးကိုတိတ်တဆိတ်ဖျက်ဆီးလိုက်ပါတော့တယ်စီတော်ကြီးပျက်စီးသွားတာကိုဘယင်မမသိလိုက်ခင်မှာပဲတရှိုရသေးဟာဖတ်ပြေးလွတ်မြောက်သွားခဲ့ပါပြီစီတော်ကြီးပျက်စီးပြီဆိုတာနဲ့လွတ်တပေါင်းမင်းကြီးရဲ့တက်တွေဟာဗေဒနိုးမြို့ကိုအသင်းအထံချီတက်တိုက်ခိုက်သိမ်းပိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဗေဒနိုးမြို့ကြီးကြာဆုံးခဲ့ပြီးဒုတပေါင်းမင်းကြီးဟာဘုရင်မကိုတိမ့်ပိုက်ပြီးကျင့်ရတော်အသည့်လက်ဆက်ခဲ့ပါတော့တယ်။ပန်ထွာဘုရင်မရဲ့ရင်ထဲမှာတော့အညိုးတေးတွေဟာအနည်းပဲကိန်းအောင်နေပါတော့တယ်။ပန်ထွာဘုရင်မဟာမကောင်းတဲ့အစီရင်တွေနဲ့ပြုလုပ်ထားတဲ့နတ်နတ်တုပ်ဘဝကိုဒုတပေါင်းမင်းကြီးကိုစက်တလိုက်ပါတော့တယ်။မင်းကြီးဟာထိုဘဝနဲ့နင်းနာကိုတုပ်လိုက်တဲ့အခါမှာမင်းကြီးရဲ့နင်းနာမှာရှိတဲ့မှဲ့ရှင်ဟာတယောက်ွယ်သွားခဲ့ပြီးဖုံးတကိုးတွေလည်းဆုတ်ယုတ်သွားခဲ့ရပါတော့တယ်။ရာဇဝင်တွေရဲ့အဆိုအရဖုံးကန်နှိပ်သွားတဲ့မင်းကြီးဟာနောက်ဆုံးမှာတော့နှစ်တစ်ခုထဲမှာအောင်တော်နစ်ပြီးလက်ရွာဆန်ခဲ့တယ်လို့လည်းဆိုကြပါတယ်။ဗေဒနိုးမြို့ဟောင်းမှာတော့ယနေ့ချိန်အထိပေပင်တွေဟာမကြီးထွားပဲအတိမတိပဲဘယင်မရဲ့အဓိဋ္ဌာန်အတိုင်းရှိနေသေးပဲဖြစ်ပါတယ်။ဗေဒနိုးဘယင်မရဲ့ရာဇဝင်ဟာဒီမသမိုင်းမှာအလွမ်းအဆွေးညှိုးတွေနဲ့အတူယနေ့တိုင်ပြောစမှတ်ပြုနေကြဆဲပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။